နေ့ရော YTV ကိုမှာပေါ်လီဘောပြန်ဝင်နေဘာသာရေးအကစားပေါင်းစုံစုပပွဲခံတာချစ်မခဲ့တဲ့ဘလော့လေးကိုတင်ပေးသွားမှာဖြစ်ပါတယ်ပွဲပစခင်မှာတော့မေးကြလိုက်ပန်းစည်းလေးနဲ့ကျူးစုပေးကြဖြစ်ပါတယ်မြို့ပေါင်းနဲ့ Sporting ကအပြိုင်ဆိုင်ပြိုင်ကြပြီးတော့တကယ်ကိုကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ပြီးရောစီနီယာမကြီးကအန်တထိန်မန့်လေးနဲ့ဖြောပြပေးခဲ့ပါတယ်သူများရင်ကတော့ငြိမ်ငြိမ်လေးချိထိခဲ့ပေမဲ့ကိုကြီးကတော့တစ်ဆက်ပါမငြိမ်မနေခဲ့ပါဘူး။ entertainment လေးပြီးတော့အောင်ကစားပွဲဝင်ရရှိခဲ့တဲ့သူတွေကိုစုပြုပေးကျင်းပခဲ့ပါတယ်။ပွဲလဲပြီးတော့နဲ့ခုနတငယ်ချင်းတစုကတက်ပုံကြီးရိုက်ပြီးတော့တန်းလစ်ပြီးတော့အိမ်ပြန်ကြတော့ပါလေ။ဒီနေ့ရဲ့တနေ့တာတော့ဒီလိုပါပဲအားလုံးပဲ bye bye